အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်ဈေးသွားရင်းနဲ့တောဝက်သားလေးရလာတာနဲ့တောဝက်သားလေးဝယ်ခဲ့လိုက်ပါတယ်ဝယ်လာတဲ့တောဝက်သားလေးကိုတော့ဒီကနေ့ကျွန်တော်ငရုတ်သီးစိမ်းလေးနဲ့ဆက်ဆက်ကလေးနှံ့မှာဖြစ်ပါတယ်ခင်ဗျာပါဝင်ပစ္စည်းတော့ဂျင်းချက်သွန်ဖြူချက်သွန်နီခန်းညင်သီးနဲ့ငရုတ်သီးစိမ်းတို့ပဲဖြစ်ပါတယ်ခင်ဗျာပါဝင်ပစ္စည်းတွေကိုတော့ကျွန်တော်ဘလန်ဒါထဲမှာထည့်ပြီးချိန်ပါမယ်ခင်ဗျာကျိတ်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဝက်သားကိုရက်တာနေပါမယ်စနွန့်ရင်ထည့်ပါမယ်ခင်ဗျာပြီးရင်စားထည့်ပါမယ်ခင်ဗျာပြီးရင်တော့ပဲငမြားလေးနည်းနည်းလေးထည့်ပါမယ်ခင်ဗျာနောက်ပြီးရင်တော့ကြိတ်ထားတဲ့အနှစ်တွေကိုကျွန်တော်ထည့်ပြီးတော့အားလုံးကိုတမအောင်တေချာလေးနေပေးပါမယ်ခင်ဗျာတခြားလေးတမအောင်မှုပြီးသွားပြီဆိုတော့ချက်မဲ့အိုးတွေကိုကျွန်တော်ပြောင်းပြီးတော့ထည့်ပါမယ်ခင်ဗျာပြီးရင်စီအနေငယ်ထည့်ပါမယ်ခင်ဗျာခုဆိုရင်တော့ကျွန်တော်မီးဖို့ကိုတင်လိုက်ပါပြီတခြားလေးရေမထည့်သေးပဲနဲ့တခြားလေးလှိမ့်ပေးရပါမယ်ခင်ဗျာသူ့မှာပါလာတဲ့ရေတွေထွက်လာအောင်ဒီကျွန်တော်တို့တခြားလေးလှိမ့်ပေးပါမယ်ခင်ဗျာခုရေလေးတွေထွက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်ရတာရင်ထည့်ပါမယ်ငမြာကြီးလေးထည့်ပါမယ်ခင်ဗျာပြီးရင်ထပ်ပြီးတော့လှိမ့်ပေးပါမယ်ခင်ဗျာနောက်ဆုံးမှာတော့ကျွန်တော်ရေနွေးထည့်ပါမယ်ခင်ဗျာရေနွေးကိုတော့ကျွန်တော်အသားတုံးနေမြုပ်အောင်လောက်ပဲကျွန်တော်ထည့်ထားပါခင်ဗျာပြီးရင်တည်တည်ချာချာလေးမှုပြီးတော့ကျွန်တော်ဖုံးလေးအုပ်ထားပါမယ်ဖုံးထားတာနိုင်ဝက်လောက်ရှိပြီဆိုတော့ကျွန်တော်တစ်ချက်လှည့်ကြည့်ပါမယ်ပြီးရင်ထပ်မှုပေးပါမယ်ခင်ဗျာအယောင်လေးနည်းသေးတာဖြစ်တဲ့အတွက်ကျွန်တော်အယောင်လေးနဲ့ငွေသီးမုန့်ထည့်ပါမယ်ပါပရီကာပါထည့်ပြီးတော့တည်ချာလေးမှုပြီးတော့ကျွန်တော်ပြန်ပြီးတော့နှက်ထားပါမယ်ခင်ဗျာတော့ဝက်သားဟင်းလေးနှက်ထားတဲ့အချိန်မှာကျွန်တော်သူနဲ့တွဲဖက်စားဖို့အတွက်ဝရခါညွန်လေးကြော်မှာဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ချက်သွန်ဖြူချက်သွန်နီမြူဒီဇိန်းတို့ပဲဖြစ်ပါတယ်ခင်ဗျာချက်သွန်ဖြူချက်သွန်နီမျိုးကိုပပလိပြီးဆိုရင်တော့ကျွန်တော်စီစတက်ပါမယ်ခင်ဗျာဘိုးတွေကိုစီအနေငယ်ထည့်ပါမယ်ဒီတော့ကျွန်တော်ချက်တော့အနီကိုပထမဆုံးစပြီးစီးတက်ပါမယ်ခင်ဗျာချက်တော့အနီလေးနွမ်းသွားပြီဆိုရင်တော့ကျွန်တော်ဘော်ခါညွန့်လေးထည့်ပါမယ်ခင်ဗျာပြီးရင်ခီးလေးထည့်ပါမယ်ခင်ဗျာရတာအနေနဲ့စားထည့်ပါမယ်ခင်ဗျာဒီတော့ဒီချာချာလေးအပေါ်အောက်ရအောင်ဝေပေးရပါမယ်ခင်ဗျာဝေပြီးပြီဆိုတော့ငွေပြီးစိမ်းလေးထည့်ပါမယ်ပြီးရင်ရင်းနှီးလေးနည်းနည်းထည့်ပါမယ်ခင်ဗျာဘောရခအယိုးလေးတွေလူးလောအောင်လို့ကျွန်တော်ဒီထည့်ရခြင်းဖြစ်ပါတယ်ခင်ဗျာတခြားလေးနှမ်းဆောင်မွေးပြီးတော့ဆိုတော့နောက်ဆုံးမှာတော့ကျွန်တော်ကြက်သွန်လေးပုတ်ပါမယ်ခင်ဗျာဒီခုဆိုရင်တော့ဘောရခညွန့်ကြော်လေးလည်းရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာရရှိသွားတဲ့ဘောရခညွန့်ကိုတော့ကျွန်တော်မိပိတ်ပြီးခဏပေးဖယ်ထားပါမယ်ခင်ဗျာတော့ဝက်သားလေးတည်ထားတာလည်းတနားရီလောက်ရှိပြီဆိုတော့ကျွန်တော်တစ်ချက်လက်ကြည့်ပါမယ်ရေလေးတွေတော့ကြံပါသေးတယ်အဲ့တော့ကျွန်တော်တစ်ချက်အသားနူးမနူးစမ်းကြည့်ပါမယ်ခင်ဗျာအသားလေးတွေတော့တော်တော်လေးကိုနူးနေဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းတစ်ခါမှတော့တော့ဝက်သားချက်မစားဘူးပေါ့ခင်ဗျာအခုပထမဆုံးချက်စားခြင်းဖြစ်ပါတယ်အခုဝယ်လာတဲ့တော့ဝက်သားကတော့အခောက်နဲ့အစီရတော့နည်းပါတယ်ကျွန်တော်အသားများများရခဲ့ပါတယ်ခင်ဗျာတော့ဝက်သားဟင်းလေးလည်းကိုလိုချင်တဲ့အနေထားလေးရောက်သွားပြီဖြစ်တဲ့အတွက်အားလုံးကိုကျွန်တော်ပကိုင်ထဲကိုထည့်ပါမယ်ခင်ဗျာ
ပထမဆုံးဂေါရခါညွန့်ကျော်လေးကိုရင်ထည့်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ကျွန်တော်တောဝက်သားဟင်းလေးကိုထည့်မှာဖြစ်ပါတယ်ခင်ဗျာအရန်ကိုအနက်မှုေးပြီးစားလို့ကောင်းမဲ့ပုံပါပဲခင်ဗျာနောက်ဆုံးမှာတော့တောဝက်သားအဆက်နှစ်ကလေးနဲ့ဂေါရခါညွန့်ကျော်လေးရရှိသွားပြီဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ